OK ဒီနေ့ညီကိုတွေကို share ချင်တာကတော့ဒီ heat pan လေးအကြောင်း share ချင်တယ်နော်ချီလာမဟုတ်ဘူးဗျနော်ချီလာမဟုတ်ဘူးဒီကောင် heat pan တော့အပူကိုထုတ်တဲ့ကောင်မလို့ heat pan လို့ခေါ်တာနော်ဒီအပူကိုထုတ်တဲ့ကောင်မလို့ heat pan ခေါ်တာနော်ဒီကောင် hot water ထုတ်ပေးတဲ့ကောင်ပေါ့နော် heat pan နော်ဒီကောင် hot water ထုတ်ပေးတဲ့ကောင်မလို့ heat pan လို့ခေါ်တာဒီချီလာလေးပေါ့မနိုင်ပြောရင်အပူဘက်ကိုသုံးတဲ့ကောင်နော်အပူနဲ့အေးနှစ်မျိုးသုံးလို့ကောင်ဒါပေမဲ့အပူကိုသုံးတဲ့ကြောင့်ဒီကောင် heat pan လို့ခေါ်တယ်နော်အပူကိုသုံး heat pan လို့ခေါ်တယ်ဒီကောင်ကဂျာမနီထုတ်နော် gas အမျိုးအစားဒီမှာကြည့်ကျွန်တော်ပြမယ် gas အမျိုးအစားကဒီမှာ model နံပါတ် RDSS60 gas အမျိုးအစားကဒီကောင်ကဘာလဲဆိုတော့ 514B ဟုတ်တယ်မ 514B ကတော့ gas မျိုးသားဒါလေးကို heat pan ခေါ်တယ်နော်အပူဘက်ကိုသုံးလို့ heat pan ခေါ်တယ်ဒီကောင် variable frequency drive လေးနော်ဒါလေးကိုကျွန်တော်ပြင်ရှင်းပြမယ်နော်ဒါလေးကအရန်လေးကျွန်တော်သဘောကျ compact ဖြစ်တယ်တစ်တစ်လေးပဲချီလာလေးကတစ်တစ်လေးပဲကျွန်တော်ထင်ပါတယ်9ပေကျော်လောက်ပဲရှိမှရှိတယ်အရှည်ကလည်း10ပေလောက်ပဲရှိမယ်ဒါလေးတော်တော်အဆင်ပြေတယ်အဓိကဓမ္မကြီးဒီ heat pan ကြောင့်ကျွန်တော်ရှင်းပြခြင်းဒီကောင်ဒါ heat pan နော်ဒါ heat pan ဒီ heat pan မှာဒီကောင်က3 way bar ကျွန်တော်ပြပြမယ်နော်ဒီကောင်ကဒီဘက်က chill water side ဒီဘက်က hot water side နော်ဒီ hot water ကိုသုံးရမှာဒီ hot water ကိုအဲ့တော့မှ3 way bar လေးပါတွေ့တာဒီ3 way bar လေးကဘာကိုလောက်တာလဲဆိုရင်ဒီ chiller ကို return temperature ဒီ chill water temperature ကအဘက်30 degree celsius ကိုရောက်တာနဲ့ chill water return ကရောက်တာနဲ့ဒီကအပြင်ကနေ supply က30ကိုရောက်တာနဲ့ဒီကောင်ကပို့လို့မရတော့ကြောင့်ဒီ30ကိုထိမ့်ဖို့အတွက်ဆိုရင်ဒီ3 way ဒီ bypass bar လေး open ဖွင့်ပြန်မှာဖွင့်ပြီးတော့ chill water supply ကနေအေးတဲ့ရေကဒီ return temperature ကျော်ပြီးတော့ဒီကောင် maintain လုပ်ပေးရမှာ30 degree celsius ကို maintain လုပ်မှာ heat pan ကိုဝင်တဲ့ temperature 30 degree celsius လောက်ပါဒါ pan ဒါ chill water pan ဒါက chill water circuit ဒါက heat exchanger chill water circuit နော်ဒီကနေပြန်လာတဲ့ temperature ကအဘက်30 degree celsius နဲ့ကျော်သွားရင်ဒီ3 way bar လေးကဖွင့်မယ်နော်ဒီမှာကျွန်တော်ပြမယ်ဒါက heat pan ဒါချီလာပေါ့ heat pan ဒါကတော့ chill water circuit ဒါ heat exchanger ဒါကတော့ hot water circuit hot condenser water pan okay ဒါ chill water pan ဒီမှာ3 way bar လေးတက်ထားတယ်တွေ့လား chill water supply နဲ့ return condenser water supply က3 way bar တက်ထားတယ်နော်အဲ့တော့ဒီကောင်ကဘာကိုအဓိကလုပ်လဲဆိုရင်ကျွန်တော်ပြောချင်တာကဒီ chill water return temperature ကဒီကနေမြင့်သွားမယ်30အဘက်ကိုရောက်သွားမယ်ဆိုရင်ဒီ chiller က perform ကောင်းကောင်းမလုပ်နိုင်တော့ကြောင့် heat pan မလုပ်နိုင်အောင်ဒီ chill water supply ကနေ3 way bar ဖွင့်ပြီးတော့30 degree ကို maintain လုပ်မှာဒီကနေ30 degree ကို maintain လုပ်မှာဒီ hot water လည်းဒီလိုပဲဒီကောင်80 degree celsius နောက် set point 73 degree celsius ယူထားတယ်နော်80 degree celsius ကိုလိုချင်တယ်ဆိုရင်80 degree return temperature က70 degree celsius ဖြစ်ရမယ်70 degree celsius ဖြစ်မှအောက်ကိုရ80ရမှာ return က70 degree celsius မရောက်ဘူး90နဲ့ညော့နေရဆိုရင်ဒီ3 way bar လေးဖွင့်ပေးပြီးတော့ဒီ hot water နဲ့7ကိုထိန်းမှာဒါဟော3 way bar ဒီကောင်3 way bar နော်ဒီကောင် condenser 3 way bar ဟုတ်တယ်နော်ဒီ3 way bar လေးကcondenser return temperature က90အောက်ကိုရောက်သွားရင်3 way bar လေးကဖွင့်ပေးပြီးတော့ return temperature ကို90ကိုရအောင် maintain လုပ်ပေးမှာဒါ chill water 3 way bar ဒီ chill water return temperature က30 degree celsius နဲ့များသွားပြီဆိုရင် chill water supply ကနေဒီကနေဝင်တဲ့ bar ကဝင်လာပြီးတော့ temperature ကို short ချမှာ30ကိုထိန်းပေးမှာဒီကောင်လဲဒီ return ကဒီကနေဝင်လာဒီအောက်ကနေဝင်လာ return က90နဲ့နည်းတယ်ဆိုရင်ဒီ3 way bar ကို supply ကိုဖွင့်ပေးပြီးတော့ဒီက hot water ဝင်ပြီးတော့ 70ကိုထိန်းမှာဒါ3 way bar control logic ကြောင့်ပြောပြတာနော်ဒါ heat pan ဟုတ်ပြီနော် heat pan ကဒါ chill water circuit chill water circuit က heat exchanger ဒီကောင် chill water နောက် supply ပေါ့နော် chiller system တွေလာမှာပေါ့ဗျာနော် heat exchanger ဒီကနေပြီးတော့ဒီ heat pan ရဲ့ chill water လေးကို temperature ကိုထိန်းပေးတာဒါကဒီကောင် return temperature ကဘယ်ကနေလာမလဲ boiler လာမှာ boiler နောက်တစ်ခန်းမှာရှိရဗျာဒီမှာ boiler ဆိုရင် heat exchanger ဒီမှာကြည့် main source သွားလိုက်ဒီမှာတွေ့လားဒီ boiler လာမှာနော်ဒီဆိုဒီ boiler ကနေ on ပြီးတော့ chill water temperature ကိုhot water temperature 70 degree celsius ကိုထိန်းထားပြရမှာဒီ hot water နော်ဒါ boiler နော်အားလေးက heat pan လေးကြောင့်နော်ကြုံလုံးလေးရှင်းပြတာဒီကိုတွေဒီ heat pan လေးကိုကျွန်တော်ကြုံလုံးလေးရှင်းပြတာ heat pan ဆိုတာက hot water ထုတ်တဲ့ကောင်ပေါ့ဗျာနော် chiller ကို hot water ထုတ်တဲ့ကောင်နော် chill water ထုတ်တဲ့ကောင်ပေါ့အဲ့ဒါကို heat pan ခေါ်တယ်နော် hot water ကိုထုတ်တဲ့ကောင်Mr. Ton. Yes sir How? Good sir How everything? Everything okay sir Nothing to come. Now the lady is still there. Still here. Stay there she will be coming at 2 p.m. Then the guy no more. Guy no more the guy went back to the
Went back to the Germany already. The icon 23.5 can lower no? 23.5. Oh, this one ah. Can lower, Can. can lower no? Can. I will change the 18 ah. No, 20 lah. 20 ah. Okay, I change to 20. Okay. I got a regional monitor လေဒါဒီအခန်းကိုထိန်းတဲ့ thermostat လေးပေါ့ဗျာနော် thermostat Okay, yeah. Itu semua kan? Cuma nak pakai dah. ဒါကဒီပါတော့ကြည့်ကြည့်တယ်မှာဒီပါဘူးတော့အကြောင်းကြည့်မယ်နော်ဒီပါဘူးတော့ကြည့်မယ်ဒီကောင်ဒီမှာဒီပါတော့ set point 7.8 နော်ရှေးဝါဒ supply လောက်တဲ့ချီလာအခုဒီ heat bank မလဲဘူးနော် supply တော့ blind 2နေရတာ supply 24 rate နဲ့လို့ဖြစ်နေတယ် condenser မှာလည်းဒီမှာကြည့် active hot water 65ထားတယ်နော်အမှန်တော့80အထိပြောလို့ရတယ် 73 65ထားတယ် condenser in အောက်ကလည်းဒီမှာကြည့်နည်းနည်းလေးတော့မတူဘူးဒီမှာ compressor ဒီကောင်က compressor ဒီကောင်က motor Well, 不要变吗？不用变。因为我觉得它最大的问题是 application 的问题，因为它要 control 东西嘛。觉得那个